လောဘနောက်ကိုအကန်းလိုက်မိရင်ဘေးဒုက္ခလာရှိမှတင်ရှိနေတဲ့ဆိုတဲ့စကားပုံတစ်ခုရှိပါတယ်ဗျာတခါတလေမှာပေါ့လေကိုတယောက်တည်းပူရခြင်းတဲ့အတ္တစိတ်ကြောင့်သူတစ်ပါးကိုလိန်ညာလိုက်တဲ့အခါအဲ့ဒီလိန်ညာမှုဟာကိုယ့်ရဲ့အသက်ကိုရန်ရှာမဲ့ထောင်ချောက်တစ်ခုဖြစ်လာတတ်ပါတယ်ဒီနေ့မှာတော့အဲ့ဒီလိုလောဘကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့ငှက်ငယ်တစ်ကောင်နဲ့သင်္ကန်းစာယူစရာဇလန်းလေးကိုပြောပြပေးသွားမှာပါဟိုးရှေးတုန်းကပေါ့တိတ်တိတ်တဲ့တောအုပ်ကြီးတစ်ခုထဲမှာငှက်အုပ်ကြီးတစ်စုဟာစီစီလုံးလုံးနဲ့နေထိုင်ကြပါတယ်သူတို့ရဲ့ငှက်အကြီးကဲကစီကန့်တစ်ခုထုတ်ထားပါတယ်ဗျအစာသွေးတဲ့သူဟာအားလုံးကိုအတိပေးရမယ်အားလုံးအတူတူစားကြရမယ်ဆိုတဲ့စီကန့်ပါပဲအဲ့ဒီလိုစီးလုံးမှုကြောင့်ပဲဘယ်ငှက်မှငမွတ်ချင်းမရှိပဲအေဂျင့်စွာနေထိုင်နိုင်ကြတာပေါ့တနေ့မှာတော့ငှက်ငယ်တစ်ကောင်ဟာအစာရှာရေးတော့အပြင်ဘက်ကကားလမ်းပါကြီးတစ်ခုနားကိုရောက်သွားပါလေရောအဲ့ဒီလမ်းပေါ်မှာတော့ကောက်ပဲတင်နံတွေအပြည့်တင်လာတဲ့ကားကြီးတွေဟာနေတိုင်းဖြတ်မောင်းနေတာပေါ့ကားပေါ်ကနေလမ်းပေါ်ကိုဖိတ်ဆင်းကျလာတဲ့နှံစားတင်နံတွေကိုမြင်လိုက်တဲ့အခါငှက်ငယ်ရဲ့မျက်လုံးတွေဟာအယောင်တောက်သွားပါတယ်အစားတွေအများကြီးပါလားလို့သူကဝမ်းသာအားရရေရွတ်လိုက်ပါတယ်ဒါပေမဲ့ချက်ချင်းဆိုသလိုပဲသူစိတ်ထဲမှာအမှောင်ဖုံးတဲ့အတွေ့အကြုံဝင်လာပါတယ်ငါသာတခြားသူတွေကိုတွားပြောလိုက်ရင်အားလုံးဒီကိုရောက်လာကြလိမ့်မယ်ငါတယောက်တည်းတိတ်တိတ်လေးစားမယ်ဆိုရင်တော့ဒီအစာတွေအားလုံးဟာငါအပိုင်ပဲလောဘကသူ့ရဲ့အတိညာကိုအနိုင်ယူသွားပါပြီအဲ့ဒီနေညာနေငါအုတ်ထေပြန်ရောက်တဲ့အခါငဲ့ငယ်ကအားလုံးကိုအခုလိုလင်းပြောလိုက်ပါတော့တယ်တော့အပြင်ဘက်မှာအရန်ကြောက်စရာကောင်းတဲ့လမ်းမကြီးတစ်ခုရှိတယ်အဲ့ဒီနားကိုတွားမိလဲသူဟာအသက်ရှင်ဖို့မလွယ်ဘူးဘယ်သူမှမတွားကြနဲ့နော်ဒါကိုကြတော့ငှက်အုပ်ကြီးဟာကြောက်လန့်ပြီးအဲ့ဒီလမ်းဘက်ကိုမတွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒီလိုနဲ့ငှက်ငယ်ဟာနေ့တိုင်းတယောက်တည်းတိတ်တိတ်လေးတွားပြီးအစာတွေကိုဝဝလင်းလင်းအတ္တအကြီးစွာစားပါတော့တယ်ရက်တွေကြာလာတော့ငှက်ငယ်ဟာပိုပြီးရဲတင်လာတာပေါ့ငါ့ကိုဘယ်အန်တယ်မှမထိနိုင်ပါဘူးလို့သူကထင်လာတာတနေ့မှာတော့သူဟာအစာစားတာကိုအရန်အာယုံစိုက်နေပြီလို့နောက်ကနေအရှိန်နဲ့မောင်းလာတဲ့ကားကြီးရဲ့အတန်ကိုမကြားလိုက်မိပါဘူးတခဏအတွင်းမှာပဲကားကြီးဟာငှက်ငယ်ရဲ့အပေါ်ကနေဖြတ်မောင်းသွားပါတော့တယ်လောဘကြီးတဲ့ငှက်ငယ်ဟာဘသူမှမသိဘသူမှမကယ်နိုင်မဲ့အဲ့ဒီလမ်းမပေါ်မှာပဲအထီးကျန်စွာအသက်ဆုံးရှုံးသွားခဲ့ရပါတယ်မိတ်ဆွေတို့ရေလောဘဆိုတာပျက်စီးခြင်းရဲ့လမ်းစာပါပဲကိုယ့်ရဲ့ကိုကြိုးအတွက်သူတစ်ပါးကိုလိန်ညာလက်ဖျားတတ်သူတွေဟာနောက်ဆုံးမှာတော့ကိုယ်တိုင်ပြန်လဲပျက်စီးတတ်ပါတယ်လိန်ညာရယူလို့ရလာတဲ့အရာဟာဘယ်တော့မှမတည်မြဲပါဘူးမျှဝေခြင်းကသာဘေးကင်းမှုနဲ့ငြိမ်းချမ်းမှုကိုစောင့်ကျဉ်ပေးနိုင်တာပါဒီဇလန်းလေးကနေသင်ဘာသင်ခန်းစာရလိုက်လဲဆိုတာ comment မှာရေးပေးခဲ့ပါဦးဒီဗီဒီယိုလေးကို share ပေးခြင်းဟာကျွန်တော်အပရာနောက်ထပ်ဗီဒီယိုတွေဖန်တီးဖို့ခွန်အားတစ်ခုဖြစ်စေပါတယ်အားလုံးပဲလောဘကင်းဝေးပြီးအေးချမ်းကြပါစေဗျာ